ရွာလေးတရွာမှာမင်းခန့်ဆိုတဲ့လူငယ်လေးတယောက်ရှိတယ်။သူကစင်းရဲပေမဲ့တတ်တိရှိပြီးမိခင်ကိုအယမ်းချစ်တဲ့ကောင်လေး။တနည်းမင်းခန့်ရဲ့မိခင်ဟာအပြင်းဖြားလာတယ်။ရွာကဆရာဝန်ကပြောတယ်။ဒီယောဂါကိုကုဖို့ဆိုတောနဲ့ထဲကရွှေအရွက်ပင်ရဲ့အရွက်လိုတယ်။ဒါပေမဲ့အဲ့ဒီတောထဲကိုဘယ်သူမှမသွားရဲဘူး။ဘာလို့လဲဆိုတော့ညအတိုင်းထူးဆန်းတဲ့အတန်ကြီးကြားရလို့ပဲမင်းခန့်ကမိခင်ကိုကေဖို့ဆုံးဖြတ်လိုက်တယ်အမေပါပြန်လာမယ်လက်ထဲမှာမီးအင်လီတစ်လုံးကင်ပြီးတောနဲ့ထဲဝင်သွားတယ်လီတိုက်တန်းတိတ်ရွက်လှုပ်တန်းအမှောင်တွေကမျက်လုံးမီတွေရုတ်တရက်မင်းဘာလာရှာတာလဲအတန်ကြီးတတန်ထွက်လာတယ်မင်းခန့်ကြောက်သွားပေမဲ့ကျွန်တော်အမေကိုကယ်ဖို့ရွှေအရွက်လာယူတာပါခဏတိတ်ဆိတ်သွားပြီးနောက်အဖြူရောင်ဝတ်စုံနဲ့အဖိုးအိုတယောက်ပေါ်လာတယ်အဖိုးအိုကတီငိန်တဲ့အတန်နဲ့ပြောတယ်မင်းမာတတ်တိရှိတယ်ဒါပေမဲ့တခုတော့မှတ်ထားမေတ္တာနဲ့တတ်တိရှိတဲ့သူကိုဒေါနက်ကဘယ်တော့မှမထိခိုက်ဘူးအဖိုးအိုကတောက်ပနေတဲ့ရွှေအရွက်ကိုပေးလိုက်တယ်မင်းခန့်အိမ်ပြန်ရောက်ပြီးမိခင်ကိုစီးတိုက်လိုက်တော့အဖျားဒီတဖြည်းဖြည်းကျသွားတယ်နောက်တနေ့မင်းခန့်တောထဲပြန်သွားပြီး